ဒါ go away ဆိုတော့စပင်ကဟိုပါနှွေးပြီးတော့ဤနေမှာတော့မဟုတ်ကြိုက်ကြည့်လိုက်တဲ့အခါကျရင်စပင်ကလုံးဝကောဤစင်းနေမှာတော့ဖြစ်တယ်တတ်တတ်ရဲလေးပေါ့ခုနကြတော့ကျွန်တော်ဗီဒီယိုမကြိုက်လိုက်ဘူးမိပြက်နေတယ်ပွပွင့်လည်းပြောလို့ရှိရင်နော်မိပြက်နေတော့ကျွန်တော်ဗီဒီယိုမကြိုက်လိုက်ဘူးဒါအခုကသူက go away ညှက်ထားတာဆိုတော့ရေးတိတိတတ်တာပြောင်းလဲမှာတော့မဟုတ်တတ်တတ်ရဲရဲလေးပေါ့နော် treatment ဆိုတဲ့သဘောတဘာဝကအဲ့ဒါကိုကျွန်တော်ချပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီအမပေါ့နော်treatment လုပ်ပေးထားတယ်။ဘာ treatment လဲဆိုတော့ကျွန်တော် bottle treatment လုပ်ပေးထားတယ်။ bottle treatment ရဲ့သဘောတဘာဝကစပင်ကိုလုံးဝပြောင်းလဲသွားတာမျိုးမဟုတ်ပေမဲ့လည်းသူ့ရဲ့ quality ကြတော့ပါကွာလဲဆိုတော့ဒီစပင်ပြော့ရဲပြီးလို့ရှိရင်နှစ်ခွရဲပြောက်တယ်ပြီးရင်ဆန်တွေဒီဆန်သားအတွက်လည်းအစီရောအရန်ရှိတယ်။အစီမရှိတဲ့ဆန်သားတွေအတွက်ဆိုလည်းအရင်ကအဆင်ပြေ။အဲ့တော့ကျွန်တော်ဒီအမကိုဒီနေ့က bottle treatment လုပ်ပေးထားတာအဲ့တော့ဒီအမရဲ့ review လေးကိုတစ်ချက်လောက်နားထောင်ပေးကြ။ Okay မင်္ဂလာပါမ။ ဟုတ်ကဲ့မင်္ဂလာပါရှင့်ဒီနေ့bottle treatment လုပ်တဲ့ရလလေးတစ်ချက်လောက်ပြောပြလို့ရလားဟုတ်ကဲ့အဆင်ပြေလားမပြေဘူးလားဆိုတော့ရမ်းပြေပါတယ်ဘာလို့လဲဆိုတော့သပင်ရဲ့ဒီဆန်သားအစပေါ့နော်ပြောင်းလဲသွားရင်ပေါ့အရင်သိတာပါရှင့်ဟုတ်ကဲ့အဆင်ပြေတယ်လို့တော့ပြောတာပဲရှင်နေရစကားလားအပြင်ရစကားလားဆိုတော့တစ်ချက်လောက် let's go တကယ်ပြေတာပါအကုန်ဆင်ပြေရှင့်ဟိုservice ကစကောင်းပါတယ်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်